ရှားစားပါဒီနေ့တော့ကျွန်တော်တို့ကားအဲကွန်ပေါ့နော်ကားအဲကွန်ဒီကောင်လေးတွေခြောင်နေတာပေါ့နော်ဒီမှာထားတဲ့နေရာကိုလိုချင်တဲ့နေရာထားလို့မရဘူးဗျာဒီလိုခြောင်နေတာပေါ့နော်ခြောင်နေတာကိုများသောအားဖြင့်သူကဗာလေးတွေလှုပ်လဲသူတို့ဆက်ကူလေးတွေခံပြီးတော့ဒီအောက်ကထိုးထည့်တယ်ထိုးထည့်လို့ရှိရင်သူကဒီကောင်ကပလတ်စတစ်ကိုအခုံးလေးဆိုတော့ကြာတော့ခြိုင်လာပြီးတော့ပြန်ခြောင်လာတယ်ပြီးရင်ဒီလိုလှုပ်ရှားလို့ရှိရင်ပြုတ်ကြတယ်တပတ်တိတ်နဲ့ကတ်တော့ရွှေ့မရဘူးအဲ့တော့အဲ့ဒါလေးကိုဖြည့်ရှင်းဖို့ကျွန်တော်ဒီနီလန်းလေးသုံးလာတယ်เนาะဒီမှာကျွန်တော်တို့ဒီမှာပေါ့ကျွန်တော်တို့ဒါကေဘယ်တိုက်ပေါ့ပလတ်စတစ်ဂျိုးလေးပေါ့ခက်ရှိကြီးလေးဆိုပြုတ်မကြတော့ဘူးထိတ်လေးကိုကျွန်တော်ဒီလိုလှိုင်းတော်လေးလှုပ်လိုက်တယ်ဟိုဘက်ခောက်ဒီဘက်ခောက်လေးတွေเนาะဒီမှာကျွန်တော်ပြမယ်ဒီလိုခောက်လိုက်တယ်ကျွန်တော်လှိုင်းတော်လေးတွေခောက်လိုက်တော့အတွန့်လေးတွေဖြစ်သွားတွန်လေးတွေဖြစ်သွားအောင်ခောက်လိုက်တယ်ခောက်ပြီးတော့ဒီမှာနော်ကျွန်တော်ထိုးထည့်လိုက်ထိုးထည့်ရင်ဘေးကနေထိုးထည့်တယ်သူကဒီအလဲတက်မှာကျွန်တော်တို့ထိန်းထားတဲ့ဟာလေးရှိတယ်ဗောနော်ဒီဆက်ကူတွေထုတ်လိုက်တော့နော်ထိန်းထားတဲ့ဟာလေးရှိတယ်ထိုးထည့်လိုက်ကေဘယ်တိုက်ကကြက်နေတယ်ဆိုရင်တော့ပြဿနာမကြက်ဘူးဆိုရင် line တွန်လေးလုပ်လိုက်ဒီမှာဒါဆိုရင်ကျွန်တော်တို့ air con ဖွင့်လို့ရှိရင်ကြိုက်တဲ့နေရာထားလို့ရတယ်ဒီမှာဒီနေရာထားမှာနောက်ဒီကောင်ကဒီလိုကေဘယ်တိုက်ကအထဲကိုအရှိကြီးဝင်လာတဲ့အတွက်ပြုတ်လည်းမကြတော့เนาะဒီမှာဒီကောင်ဆိုလို့ရှိရင်မကြည့်ခြောင်နေတယ်เนาะကေဘယ်တိုက်ကိုဒီလိုထိတ်လေးကိုတွန့်ထားတာဒီမှာတွန့်ထားတာလေးထည့်မယ်ထည့်ရင်ကျွန်တော်တို့ဒီဘေးဘက်ကပဲထည့်မယ်ပေါ့เนาะဘေးဘက်ကနေထည့်ပြီးတော့အောက်ကိုဆွဲချလိုက်မယ်သူအလဲစန်တာပေါ့เนาะအလဲစန်တာမှာသူပင်လေးရှိတယ်ပင်လေးရှိတော့ခံနေပြီးအောက်မကြတော့ဒီမှာဆိုလို့ရှိရင်ဒါဆိုရင်ကြိုက်တဲ့နေရာထားလို့ရပြီเนาะကျွန်တော်တို့ဒီလိုဆက်ကူတွေထိုးထည့်တာပါညာဆက်ကူထိုးထည့်ရင်ဒီလိုအထဲထဲကိုဝင်သွားတယ်အောက်ပြုတ်ကြတယ်ဒါမျိုးတွေအခက်ခဲတွေဖြစ်တာဒီမှာလည်းတတ်ထားတယ်ဒါမျိုးတွေအရင်ကားဆရာတတ်ထားတာဒီမှာဒီလေးခုစလုံးကိုတတ်ထားတာဒီမှာကျွန်တော်ဒီကေဘယ်ဂျိုးတွေထိုးထည့်လိုက်တော့ဒီမှာကြိုက်တဲ့နေရာထားလို့ရအရန်ကြီးလည်းမကြက်ဘူးဒါပေမဲ့ခြောင်ကြီးလည်းဖြစ်မနေဘူးပေါ့เนาะကိုကြိုက်တဲ့နေရာထားလို့ရတယ်ဒီမှာလည်းဒီလိုလေးတတ်ထားတယ်ကေဘယ်ဂျိုးကတော့အရှိကြီးပဲထိုးထည့်ထားတယ်အရှိကြီးပဲထိုးထည့်ထားတော့ပြန်ပြုတ်ကြဖို့လည်းမလွယ်ဘူးလေဒီမှာမကြိုက်တဲ့နေရာမှာခက်ကြက်လေးတောင်ကြိုက်တယ်လို့ထားလို့ရကြိုက်တဲ့နေရာလေးပေါ့နော်ဒါလည်းပြန်လည်းပြုတ်မကြတော့ဘူးဒါဒီဘက်မှာလည်းကျွန်တော်၄ခုတတ်တယ်ဒီဘက်မှာလည်းတစ်ခုဒါတော့ကားဆရာတွေအသုံးဝင်မယ်လို့ထင်ပါတယ်နော်ဆိုင်မှာတချို့ကြတော့ဟိုသွားကြထိုးတန်းနေထိုးထဲတာတို့ဒါဗဒိတ်ကတ်တာတို့နော်ဆက်ကူအခောက်တွေထိုးထည့်တာတို့ဆက်ကူကောက်ထိုးတယ်လေပထမပိုင်းတော့ကြက်တယ်သူကဒီလိုမျိုးကြာတော့ဒီအခုံးလေးကခြိုက်ပြီးတော့ဆက်ကူအဖောင်းကအားပြော့လာတာပေါ့ပြော့လာပြီးပြန်ချောင်းလာဒီကောင်ဆိုရင်တော့အကြာကြီးခံတော့ပါဗျာနော်ဒါလေးကိုတင်ပေးတာပါဒီနေ့တော့ဒီလောက်ပါပဲ